ဟာတာတေးဦးဆောင်ဒိန်းတော်အဖမ်းခံရပြီမြန်မာနိုင်ငံရဲ့ဆိုရှယ်မီဒီယာလောကထဲမှာလှုပ်ခတ်သွားစေတဲ့သတင်းတရပေါ်ပေါက်လာခဲ့ပါပြီထိုသတင်းကတော့ဟာတာတေးဦးဆောင်ဒိန်းတော်ကိုနိုင်ငံတော်စစ်တပ်ကနေဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းများပြန့်နှံ့လာခဲ့ရလည်းဖြစ်ပါတယ်ခင်ဗျာဒုစန္ဒာကတော့ဒိန်းတော်ကလွန်ခဲ့တဲ့လများအတွင်းမှာတော့စစ်တပ်အားပေးထောက်ခံမှုများစစ်တပ်ရဲ့လုပ်ရများဖို့ယက်တိခဲ့မှုများကြောင့်ပဲအများအပြားသိရှိခဲ့သူလည်းဖြစ်ပါတယ်ဒိန်းတော်ကဆိုရှယ်မီဒီယာပေါ်မှာဟာတာဗီဒီယိုများဖြင့်လည်းလူကြိုက်များလာခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ဟာတာပြောဆိုတွေကလည်းလူငယ်များပြားကိုယူမောစေခဲ့ပါတယ်။ဒါပေမဲ့လည်း2021အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နိုင်ငံရေးပြင်းထန်လာတဲ့အခြေအနေမှာသူကစစ်တပ်ဘက်ကနေရပ်တည်ခဲ့ကြောင်းထင်ရှားခဲ့ပါတယ်။စစ်တပ်အားထောက်ခံတဲ့ပွဲတွေမှာလည်းတက်ရောက်ခြင်းစစ်တပ်အားကျေးဇူးတင်ကြောင်းပြောကြားခြင်းတွေကိုလည်းလူသိရှင်ကြားပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲစစ်တပ်ကသူ့ကိုဖမ်းဆီးသွားတဲ့အခါမှာတော့အံ့အားသင့်မှုတွေကနှစ်ဆဖြစ်သွားခဲ့ရပါတယ်။မြန်မာပြည်သူတွေအတွက်လည်းဤဖြစ်ရကအဘဲကြောင့်ဖြစ်ရတယ်လဲဆိုတဲ့အမေးခွန်းများစွာကိုပေါ်ပေါက်စေခဲ့ပါတယ်။သတင်းချက်လက်များအရဖမ်းဆီးရခြင်းအကြောင်းရင်းကိုတိတိကျကျမသိရသေးတော့လဲသူ့ရဲ့လူမှုကွန်ရက်ပေါ်ကလှုပ်ရှားမှုများပြောဆိုချက်များနဲ့ဆက်ဆက်နေရလို့လည်းယူဆရပါတယ်ခင်ဗျာ။တချို့ကလည်းဒိန်းတော်ကစစ်တပ်အားထောက်ခံရမှာအတိုင်းအတာကျော်လွန်သွားခြင်းသို့မဟုတ်စစ်တပ်အတွက်အကျိုးမရှိသောပြောဆိုမှုများပြုမိခြင်းကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုကြပါတယ်တချို့မှမဟုတ် EPR ကလက်ရှိအာဏာရှင်စနစ်ရဲ့ထူးခြားသောသဘောတဘာဝကိုပြသခြင်းဖြစ်တယ်လို့လည်းမှတ်ချက်ပြုကြပါတယ်မိတိပမမဆိုရက်တိသူအားလုံးအန်ရရှိကြောင်း EPR ကတတိပေးနေခဲ့ပါတယ်ဒိန်းတော်ဖမ်းခံရခြင်းကမြန်မာလူအဖွဲ့အစည်းတွင်ကျယ်ပြန့်သောဆွေးနွေးမှုတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်စစ်တပ်ကိုထောက်ခံသူများပင်အံ့အားသင့်ခဲ့ကြပါတယ် EPR ကလက်ရှိအခြေအနေမှာမိသူမဆိုမိတိအခါမဆိုဖမ်းဆီးခံရနိုင်ကြောင်းဥပဒေစိုးမိုးရေးဆိုမှအာဏာပိုင်များရဲ့စံနာအတိုင်းသာဖြစ်နေကြောင်းထင်ဟပ်နေခဲ့ပါတယ်ဒိန်းတော်ရဲ့မိသားစုနဲ့မိတ်ဆွေတွေကလည်းသူ့ရဲ့ဘဝအတွက်စိုးရိမ်ပူပန်နေကြပါတယ်သူကလက်ရှိအချိန်မှာမိတိနေရာမှာရှိတယ်မိသူသောတရားစွဲဆိုချက်များရင်ဆိုင်နေရတဲ့ဆိုတာကိုတိတိကျကျမသိရသေးပါဘူးမြန်မာနိုင်ငံရဲ့အခြေအနေကဤသို့သောမရေရာမှုများကြောင့်ကြောက်ရွံ့မှုများနဲ့အံ့တင်းဖွယ်ရာဖြစ်အများဖြင့်ပြည့်နှက်နေခဲ့ပါတယ်နီကုန်းချုပ်နေဖြင့်ဟာတာtiêuဆောင်ဒိန်းတော်ဖမ်းခံရခြင်းကမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးအခြေအနေရဲ့ရှုပ်ထွေးမှုတွေကိုထင်ဟပ်စေခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ EPR ကအာဏာရှင်စနစ်အောက်မှာမိသူမှလုံခြုံမှုမရှိကြောင်းနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကလည်းအန္တရာယ်များစွာပါဝင်နေကြောင်းသတိပေးနေခဲ့ပါတယ်။ဒိန်းတော်ရဲ့ကံကြမ္မာကလည်းမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့လူ့အခွင့်အရေးအခြေအနေတွေအတွက်မိမောင်းထိုးပြနေတဲ့ဖြစ်ပျက်တစ်ခုဖြစ်နေမှတ်တမ်းတင်ခံရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။